ဒီနေ့တော့ဝက်ဥပွားပေါ့နော်ဥပွားဒါဝက်ဥပွားကိုဝက်သားတို့ထူပုံစံချက်တာပေါ့ဥပွားကိုင်နီလေးကိုတော့ဗီဒီယိုတစ်ခုထပ်တင်ပေးမယ် file size အရန်ရှည်ပါဆိုလို့လေဒါဥပွားအားလုံးတပိတ်တာ20ပေါ့နော်ပင်ကန်းပြားရဲ့အကြီးထမင်းစားစုံတစ်စုံထည့်မယ်ပင်ကန်းပြားရဲ့အပြည့်ထမင်းစားစုံတစ်စုံထည့်မယ်ခရုစီမိမခရုစီပေါ့နော်ထမင်းစားစုံ2စုံစာလောက်ထည့်မယ်တကြားတော့ထမင်းစားစုံလက်ဖက်ရည်စုံလေးနဲ့တစ်စုံရုပ်လေးပဲထည့်နော်ဘာဖြစ်လို့တော့အယောင်ညိုအောင်လှော်အောင်မှာဆိုတော့စက်သားမုတ်ကလက်ဖက်ရည်စုံတစ်စုံစားလက်ဖက်ရည်စုံတစ်ဝက်ဝိတ်ချွန်ဟင်းရွက်မှုတ်လက်ဖက်ရည်စုံရဲ့တစ်ဝက်ထည့်မယ်နော်ရှောက်ကောပါကောနည်းနည်းလောက်ထည့်မယ်ငရုတ်ကောင်းလည်းနည်းနည်းလောက်ထည့်မယ်နော်ပြီးရင်စက်သားအချုံနဲ့ပြားရည်ထမင်းစားစုံတစ်စုံခွဲလောက်ထည့်မယ်နော်နောက်ပြီးရင်စက်သွန်ဖြူရည်ဝတ်သားလို့ထိုးပါစက်သွန်ဖြူရည်ကကြတော့သူကချိုချင်ရတာလေးရှိရဆိုတော့အီပြေရောက်ထည့်တဲ့သဘောပေါ့နော်တကယ်လို့ကိုကမထည့်ချင်ဘူးဆိုလည်းရတယ်နော်တမင်စားဆို2စုံလောက်ပဲပေါ့ပြီးပြီဆိုရင်အားလုံးနေမယ်တမအောင်ပေါ့နော်ဟုတ်ပါတယ်ပေါ့နော်တမအောင်အားလုံးနေမယ်နေပြီးပြီဆိုရင်ကြက်ပြီးရေခဲတက်တာထဲမှာတညနှက်ထားရမယ်နော်2ညပါကျမတို့တေချာနဲ့ထားလို့အရလာသစားရှိရပါဘောနော်အဲ့လိုမနဲ့တဲ့တော့အရလာမရှိဘူးပေါ့နော်ဒါရေခဲတက်တာထဲမှာတညနှက်ထားတာပေါ့နော်ဒါဆိုရင်သူ့ကိုရင်ဆုံးအယောင်လောက်တခြားထမင်းစားစုံလက်ဖက်ရည်စုံ2စုံထည့်မယ်နနက်ပွင့်ရ4-5ပွင့်လောက်ထည့်ပြီးတော့သူမီးအေးလေးနဲ့တခြားညိုလာအောင်လော်မယ်ပေါ့ကြော်တာပေါ့နော်တခြားလေးညိုလာရင်ဥချိုးထည့်မယ်ဥပွားထည့်မယ်ထည့်ပြီးတော့သူ့မှုရပြီးနည်းနည်းအယောင်လေးလှလာတာပေါ့နော်အယောင်လေးလှလာအောင်မှုရအညိုတာပေါ့နော်သူ့ရဲ့ဝတ်သားနယ်တော့အရေးတွေပါရောပြီးတော့ထည့်လဲရတယ်ဒါမဟုတ်ရဖက်တွေရွေးရင်ရောင်ညိုအောင်ထည့်လဲရတယ်နော်ပြီးရင်ရှင်နွေးလေးထည့်ပြီးတော့ဖုံးအုပ်ထားပြီးတော့မီးအေးနဲ့တည်ပြီးတရေခန့်ရဲ့နောက်တရေထည့်နောက်တရေခန့်ကိုလိုချင်တဲ့အတိုင်းတာတိုင်းထည့်မှာပေါ့နော်အရင်နူးပြဲသွားရင်လည်းစားမကောင်းဘူးမအီရင်လည်းသူကစားမကောင်းဒီလိုအီလည်းအီရမယ်အရင်မပြဲတဲ့အနေလေးပေါ့ဖိုက်စားတယ်အဲ့လိုနောက်ကကြီးအောင်မအောင်နဲ့လာပြီးတော့ချစ်တယ်လီတို့ရေးစားကြပါအောင်အရက်ကောင်းပါတယ်